အစွမ်းတော့မကုန်သေးပါဘူးကိုတော့သူ့ပါဇက်ကိုဖွင့်ပြောအောင်မလုပ်နိုင်တော့မှတခါတည်းပိတ်သွားအောင်တော့လုပ်နိုင်သေးတာပဲဒီလောက်နဲ့ပဲတော်တော်ကြီးကျင်းနေစရာပေါ့ဗျာ ပါချီနဲ့ဆရာရှိလို့လဲတပည့်ရငါတော့အတော့ကိုရှုံးပေးနေရပြီဟဲ့တင်းတို့နေအောင်ငါ့ကိုအနိုင်ယူလိုက်ကြပါဘကောဒါပေမဲ့ကွန်း100ညက်မကြပါဘူးတင်းတို့နေအောင်တယောက်ယောက်တော့100ပြီးကြပေါ့လေကွာ မလေးတေးကုန်ပါပြီ ဟဲ့ဒါဘာလို့လဲ မောင်ကြီးတေးပြီလား ဩလက်ဆက်တဲ့တော့မဲပါခလားမင်းရှိနေရတော့မိတော်တာကွယ် မောင်ကြီးကိုသက်ပြီးကြပြီလား တငယ်မရေမတက်ရနေပါဘူးကွယ်လုပ်ပေမဲ့ဟောတော့ကြမင်းဒီတကားဘောက်ကချောင်းကြည့်ရင်သူအတက်ငင်နေရမြင်ချင်းမြင်အောင်မှာပေါ့ ဒါဖြင့်ကျမဖော်ပါမယ်ဖော်ပါမယ် ဟေး ရှင်တို့သိချင်တာတွေအကုန်ပြောပြမယ်လေ ဖျားတကြမလို့ဟေးဒါနဲ့တောင်စောစောငါတော့အရှုံးဒီတစ်ခါတော့လုံးလုံးကြီးအရှုံးကဲပြောပြစမ်းဟာ ကျမဖော်ရင်ရှင်တို့မောင်ကိုလုပ်မယ်မလား မိုးကြိုးပြရစီရဲ့ဒီလိုဆိုမတက်ဘူး မောင်ကျမစီပြန်အပ်ရမယ်နော် အိုးလုံမလေးစိတ်ချမတက်ဖက်မင်းစီပြန်ပို့မယ် ဒါဖြင့်ဟိုငှက်ကြီးခွင်ဘက်ကအင်းတော်ထဲမှာဖေရ ပေါ်ပဲဟာပေါ်ပြီဖျားကြီးဖျားတပည့်တော့နှကောင်းနဲ့မြမြစောင်းလျှောက်တယ်ဆိုတာယုံကြည်ပါရဲ့ဖျားအမေဒါနဲ့တောင်အရှုံးပေးရရခွေးကြီးလို့လက်သားမိုင်ပြီးပြန်သွားတော့မလို့ သူ့ကိုမသက်တော့ဘူးရောနော် တက်ကြတော့မလို့ပဲဟဲ့နားထောင်စမ်း ညီကြားလိုက်သလားလုံမလေးရေကြားလိုက်သလား โอ้တိတ်သမီးလုံမလေးအမလေးဒီမှာကြည်စမ်းသမီးရဲ့ဒီလိုတက်နဲ့တန်မပြောနဲ့အမြတ်ခုနှစ်လက်နဲ့ငါသာအသက်ခွင့်နဲ့အသက်မျိုးဖြစ်ပါစေတကားတယ်ရင်းနှံတောင်ကြော်ပြီးဆက်ကြော်ပဲတတိုင်းလုံးပဲ့တင်ထက်သွားကျုပ်တော့နဝင်းချိုနေအောင်ပါပဲသမီးရေဘာလို့ငိုရအောင်မလဲလုံမလေးရဲ့ညီကတော့ကလေးအရွယ်မို့မြည်ရည်လဲပေမဲ့ကြည်ကောင်းတာပေါ့ဒီမှာကြည်စမ်းညို့လုံမလေးနေဝင်းသေးလို့ဟောဒီအမေအိုကြီးကမြည်ရတော့မစိုးဘူးကွမနေ့ကတော့ငါဟာနွားချောင်းသားနေဝင်းရဲ့အမေပဲဒီနေ့တော့တိုက်ပြည်အတွက်အသက်ဆုံးခဲ့တဲ့ပုဂ္ဂိုလ်ရေးစီရင်တဲ့အပါဝင်ဖြစ်တဲ့အာဇာနည်ယောက်ျားမြတ်ရဲ့မိခင်ဖြစ်ပဲဟဲ့ဟောနေဝင်းရဲ့နာမည်ဟာကဘာသူကဘာသားတို့ရဲ့နှုတ်ဖျားမှာကျက်စားပြီးကြံရစ်တော်မယ်အာဇာနည်မိခင်လောင်တွေဟာသူတို့သားသမီးတွေဟေးနေဝင်းရဲ့နာမည်ကိုကြည့်ဟဲ့ယူဟဲ့လို့ဆုံးမကြရတော့မယ်နေဝင်းနာမည်ဟာကဘာမှမဟုတ်ဘူးတင်ရစ်ကြောပေါ်ပွဲအာဇာနည်တွေဆိုတာသူဖြစ်နေသူတော့ပို့လို့ပေါက်လို့ပေါ့သမီးရဲ့တစ်ခက်မှာမုံတိုင်းစင်တယ်လို့ဖြုတ်ခနဲ့တိုင်ခနဲ့ပေါ်ပေါက်လာတတ်ပါရဲ့လို့ပေမဲ့သူတို့ကအထက်တန်းစားထဲကမို့လို့ကုံနေပကာသနာတွေလိမ်မာပါနဲ့တာတွေနဲ့မို့လို့မုံမမြင်လေးမမြင်ဖြစ်တဲ့တကွယ်ဒါပေမဲ့ဒီမလေးသမီးလေးလုံးမလေးတနေ့ကြတော့ဒင်းတို့လည်းမြေကြီးဩစာဖြည့်ရမှာပါပဲကွယ်ဟောငါသာလူကလေးနေဝင်းကတော့ငငယ်ရွရွမှုရှေ့ကိုလူလို့စရာရက်တွေအများကြီးကြံပါသေးတယ်လောကအရာသာကြီးခန်းစားဖို့ရက်တွေရှိပါတယ်ဒါပေမဲ့သမီးရဲ့ငါသားကလေးကဓာမျိုးတွေကိုပိတ်ပိတ်သားမလို့ချင်ဘူးကြည်လေသူတို့ကပြောတာပဲပြောပေါ်ပါကွာပေါ်ရင်အသက်နဲ့ခန္ဓာတွဲပြီးလောကစည်းစိမ်ထင်းတယ်လို့ခန်းစားခွင့်ရမယ်တဲ့ဒါပေမဲ့ငါသားဖော့သလားဝေးလိုက်လေလုံးမလေးရဲ့ဘာရမလဲတကယ်တယ်ဟိုအောင်တွေကပါဇက်ကမြုပ်တစီစီထွက်နေတာပေါ့ညညသမီးဒါရီစဉ်းစားကြည့်လိုက်တော့ငါသမီးစိတ်ထဲမှာအားရစရာကြီးဖြစ်မသွားဘူးလားဝမ်းသာပြစ်လိုက်စမ်းပါအေးရဲ့ညီမောင်ကြီးလဲနေတဲ့နေရာမှာလေသွေးတွေကအိုင်ထွေးရုံမကဘူးပွတ်တောင်ထနေတာ
ပါဘူးသေရထက်ကြီးကျယ်မြင့်မြတ်တာတွေရှိသေးတဲ့ကွညိုညိုမကလေးမလိမ္မာသားနဲ့တိတ်လိုက်စားမှအေးရဲ့ငိုရဲဆိုတာကလေးမသမီးထညီမောင်ကြီးကိုအပြေမှာဒီတိုင်းပြစ်ထားတော့မလားမတော်ပါဘူးသမီးရဲ့သူ့ကိုအထက်သွင်းလိုက်ကြရအောင်